ဒီအသုံး၅ခုကနေစဉ်စကားပြောမှာတော်တော်လေးအသုံးဝင်တယ်ဒါတွေကိုအခြေခံပြီးတော့စာကြောင်းတွေအများကြီးပဲတိဆောက်လို့ရတယ်တခါတည်းရအောင်လုပ်တော့နော် okay access ကိုနှိုင်းရှင်တဲ့အခါတွေမှာအသုံးပြုလို့ရတယ်နော်မင်းကငါတော့ရမရှိဘူး you are not as tall as me you are not as tall as me မင်းထင်တယ်လို့မလွယ်ဘူး it's not as easy as you think bro မင်းထင်တယ်လို့မလွယ်ဘူး okay စသဖြင့်ပြောလို့ရနော်နောက်တစ်ခုက I don't feel like ကိုလုပ်ချင်စိတ်မရှိဘူးလို့ပြောတဲ့အခါတွေမှာအသုံးပြုပြီးပြောလို့ရနော် I don't feel like going there ငါတို့သွားချင်တယ်မရှိဘူး I don't feel like going to the cinema ငါတို့ရှင်ကိုသွားချင်တယ်မရှိဘူးစသဖြင့်ပြောလို့ရနော် okay နောက်တစ်ခုက why don't you ကိုရင်းနှီးနှီးနဲ့အကြံပေးတဲ့အခါတွေမှာအသုံးပြုပြီးပြောလို့ရပါတယ် why don't you go there bro မင်းအဲ့ဒီကိုသွားပါလား why don't you do that မင်းဟာလုပ်ပါလား why don't you break up with her မင်းသူနဲ့ဖြတ်လိုက်ပါလားစသဖြင့်ပြောလို့ရနော်နောက်တစ်ခု it's time to go လုပ်ဖို့အချိန်ရောက်ပြီလို့ပြောတဲ့အခါတွေမှာအသုံးပြုလို့ရပါတယ် it's time to go to bed အဲ့ရဝင်မှုအချိန်ရောက်ပြီ it's time to go there အဲ့ကိုသွားဖို့အချိန်ရောက်ပြီ okay it's time to get back to work အလုပ်ပြန်လုပ်ဖို့အချိန်ရောက်ပြီစသဖြင့်ပြောလို့ရနော် okay နောက်တစ်ခု I worry about you လုပ်တော့မလို့လို့ပြောတဲ့အခါတွေမှာအသုံးပြုလို့ရနော်လုပ်တော့မလို့ဒါပေမဲ့မလုပ်လိုက်ရအောင် I was about to call you မမေဖုန်းခေါ်တော့မလို့ I was about to go out when it started raining မိုးဆရတော့ငါအပြင်သွားမလို့မိုးရတဲ့အတွက်မသွားလိုက်ရအောင်ဒီသဘောပြောချင်တာပေါ့နော် okay ရအောင်လားမသိဘူးအခုလိုမျိုးသုံးနေရကိုတို့အကျိုးရှိရဆိုလို့ရှိရင် comment မှာ yes ဆိုပြီးတော့ပါနောက်ဆက် video အသစ်တွေလုပ်မတော်တော့လဲဒီ page ကို follow လုပ်ထားဖို့မေးအောင်နော် bye bye see you in the next video